ဒီနေ့ရဲ့အရန်ကိုအတိတ်ပဲမဲ့တဲ့ Reddit ထိတ်လန့်တဲ့ဘူးရုပ်ရှင်တကားဖြစ်တာသိချပါတယ်လူတွေတည်ဆုံးနိုင်တဲ့အထူးဆန်းဆုံးနီလန်းတွေစူးစီးမှုလိုပါပဲတချို့လူတွေကတော့ဒါဟာ Final Destination ကိုအဆင့်မြင့်ထားတဲ့ဗာရှင်းလိုပဲလို့တောင်ပြောခဲ့ကြပါတယ်ဇလန်းက1996ခုနှစ်မှာစတင်ခဲ့ပါတယ်Patty Sherwin ဆိုတဲ့အမျိုးသားတဦးဟာသွေးတွေပြကြံလျက်တည်စေတဲ့လက်နက်တစ်ခုကိုကိုင်ဆောင်ပြီးရှေးဟောင်းပစ္စည်းဆိုင်တွေကိုရှောက်ဝင်လာပါတယ်ဒါပေမဲ့အဲ့ဒီလက်နက်ကဒါမှမဟုတ်တနက်မဟုတ်ပါဘူးအပြစ်ကင်းစင်တဲ့ပုံပေါ်နေတဲ့မြောက်အယုတ်လေးတစ်ခုပါသူကအဲ့ဒီမြောက်ဟာမိစ္ဆာတကောင်ဖြစ်ကြောင်းပြောခဲ့ပါတယ်သူ့ရဲ့ဒရန်တုတ်ကျသွားတိုင်းလူတစ်ယောက်တည်ဆုံးတယ်လို့ပြောပါတယ်ဒါပေမဲ့ဆိုင်ရှင်ကသူ့ကိုမယုံပဲကလေးကစားစရာတွေကိုပြန်လဲလို့မရပါဘူးလို့ပြောလိုက်ပါတယ်သူပြောလိုက်တာနဲ့တပြိုင်နက်မြောက်အယုတ်ရဲ့ဒရန်တုတ်တွေကျသွားပါတယ်ဖေဒီဟာချက်ချင်းနောက်ဆုတ်လိုက်ပါတယ်တစုံတစ်ယောက်ထပ်မံတည်ဆုံးတော့မယ်ဆိုတာသူသိနေလို့ပါတကယ်လဲနောက်တစ်စက္ကန့်မှာ9မြတားရန်သုံးလှန်တန်းရှိတစ်ချောင်းပြစ်ထွက်လာပြီးဆိုင်ရှင်ရဲ့ဘိုက်ကိုထိုးဖောက်လိုက်ပါတယ်။ဒါဟာမတော်တဆဖြစ်ရတဲ့တစ်ခုလိုပုံရပေမဲ့အရာရာတိုင်းဟာကြောက်စရာကောင်းလောက်အောင်တိကျနေပါတယ်။မြောက်ရုပ်ရဲ့ကျင်းစာထပ်မံတက်ရောက်သွားပြီဆိုတာဖိလိသဘောပေါက်သွားပါတယ်။ဒါကိုပြန်ပေးရုံနဲ့ပြည်လည်သွားမှာမဟုတ်ဘူးဆိုတာသိတဲ့အတွက်ဆိုင်ထဲကမီးတက်ပိုက်တစ်ခုကိုဆွဲယူပြီးသူ့ရဲ့ကြောက်ရွံ့မှုနဲ့မုန်းတီးမှုအလုံးကိုမီးဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။အပူရှင်ကြောင့်မြောက်ရုပ်ရဲ့မျက်နှာဟာအရေးပျော်သွားပြီးပိုပြီးထိတ်လန့်စရာကောင်းကပုံပြက်ပန်းပြက်ဖြစ်နေပါတယ်။ဒါပေမဲ့ဖိမတိခဲ့တာကတော့မြောက်ရုပ်အတွက်ဒါဟာဖျက်ဆီးခံရခြင်းမဟုတ်ပဲမိတဲ့ကနေပြန်လည်မွေးဖွားခြင်းသာဖြစ်တယ်ဆိုတာပါပဲ။အဲ့ဒီနေ့နောက်ပိုင်းဖတိပြောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့သားဘကတော့အဲ့ဒီချိန်စာတင်မြောက်ရုပ်ကိုအမွေဆက်ခံခဲ့ရပါတယ်ဟုတ်ပါတယ်။ဟောတယောက်တည်းရိုက်ခတ်ခံရတာမဟုတ်ပါဘူး။သူ့မှာပြောလို့ခေါ်တဲ့အမွှာညီကိုတယောက်ရှိပါသေးတယ်။တနေ့မှာဟာနဲ့ပြောလို့ဟာသူတို့အဖေရဲ့ပစ္စည်းဟောင်းတွေကိုရှာဖွေရင်းထူးဆန်းတဲ့တစ်တာတလုံးကိုတွေးရှိခဲ့ပါတယ်အထဲမှာသူတို့အဖေဖြက်စီးဖို့စူးစမ်းခဲ့တဲ့မြောက်အယုတ်ဟောင်းကိုတွေ့ရပါတယ်ဘောဟာစူးစမ်းလိုစိမ့်နဲ့ချက်ချင်းဆွဲထုတ်လိုက်ပါတယ်ဟောက်ကမထိဖို့တတိပေးပေမဲ့ဘောကဟောက်ကိုအမြဲတမ်းအရန်တတိထားပြီးကြောက်တတ်သူအဖြစ်အထင်သေးတဲ့အတွက်လုံးဝနားမထောင်ခဲ့ပါဘူးဘောဟာမြောက်အယုတ်ရဲ့တောခလုတ်ကိုပါလှည့်ပေးလိုက်ပါသေးတယ်ဒါပေမဲ့မြောက်အယုတ်ကအစပိုင်းမှာဘာမှမလုပ်ပါဘူးဒရန်တုတ်တွေကိုမြောက်ထားရုံပဲရှိပါတယ်ဒါဟာပြက်နေတဲ့အယုတ်လို့ပြောထင်ပြီးဆက်ဆုပ်စွာနဲ့စီပစ်ပေးလိုက်ပါတယ်ဟောက်ဟာပြက်နေတဲ့ကစားစရာတွေနဲ့ပဲထိုက်တန်တယ်လို့သူထင်ခဲ့တာပါဟောက်ဟာဘလော့ကငယ်စဉ်ကတည်းကသူ့ကိုအနိုင်ကျင့်ခဲ့တဲ့အတွက်ပြန်မခုခံရဲခဲ့ပါဘူးသူ့ရဲ့ဒေါသတွေကသူ့ရဲ့အိမ်မက်ထဲမှာသာထွက်ပေါ်လာပြီးဘလော့ရဲ့ခေါင်းကိုဘိုးလင်းဘောလုံးနဲ့ရိုက်ခွဲတာမျိုးဖြစ်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူတို့ရဲ့ကလေးထိန်းငယ်တွေကသူတို့ကိုဂျပန်အစားအစာသွားကျွေးပါတယ်အားကကားတကားကိုဖွင့်လိုက်တော့မြောက်ရုပ်ကိုတွေးလိုက်ရပါတယ်အမှန်ဆိုဒါကအိမ်မှာရှိနေရမှာပါဟောက်ကပုတ်ထည့်ထားတယ်လို့ထင်လိုက်ပါတယ်မကြခင်မှာပဲသူတို့ဟပ်ပါချီစားတောက်ဆိုင်ကိုရောက်လာပါတယ်စဖိုမှုကအန်နီကိုလှတယ်ထင်ပြီးအထင်ကြီးအောင်လုပ်ဖို့ကြိုးစားပါတယ်နှလုံးပုံစံထမင်းကြော်တောင်လုပ်ပေးပါတယ်ဒါဟာနှွေးထွေးပျော်ရွှင်စရာခိုက်တန်ဖြစ်တင်ပေမဲ့ဘာအကြောင်းကြောင့်မှမသိဟာတခုခုမှားနေတယ်လို့ခံစားလိုက်ရပါတယ်မြောက်ရုပ်ဟာနောက်ခန်းကနေရှေ့ခန်းကိုရွှေ့သွားခဲ့ပြီဆိုတာကိုသူမသိခဲ့ပါဘူးပြီးတော့ညကမကြလာသေးတဲ့ဒရန်တုတ်တွေဟာအခုမှရိုက်လိုက်ပါတော့တယ်နောက်ဆုံးတော့တိခတ်တန်ပဲ့တင်ထပ်ပြီးရက်တော့အားတဲ့အခါစဖိုမှုရဲ့လက်ချော်သွားပြီးမတော်တဆရန်နီရဲ့လေပင်ကိုလှိမိသွားပါတယ်ဒါဟာမြောက်ရုပ်ပြန်လဲမွေးဖွားပြီးနောက်ပထမဆုံးသောတက်ဖြတ်မှုဖြစ်ပါတယ်ရန်နီရဲ့တည်ဆုံးပုံကအရန်ကိုထူးဆန်းလွန်းလို့သူမရဲ့အပူဆောင်ကယူဆိုင်မှုကိုအမြဲရခဲ့တဲ့ဘောဟာမခံစားနိုင်ခဲ့ပါဘူးဒါပေမဲ့ဟောက်ကတော့တည်ငြိမ်ပြီးစတင်တွေ့တော့ခဲ့ပါတယ်ဒါဟာမြောက်ရုပ်နဲ့သက်ဆိုင်နေသလားဘာပဲဖြစ်ဖြစ်ဘောကဒါကိုမုန်းတဲ့ကားထဲမှာထည့်ထားမှာမဟုတ်ဘူးမြောက်အယုတ်ကသူ့ဖတာရွှေ့လာတာဖြစ်နိုင်တဲ့ကလေးနှစ်ယောက်လုံးအရန်ထူးဆန်းစွာပြုမှုနေတာကိုမြင်တော့သူတို့ရဲ့အမေဝေါ်စ်ကနှစ်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်သူမကလူတိုင်းနောက်ဆုံးတော့တည်ဆုံးရတာပါပဲဒါဟာဘဝပါပဲလို့ပြောခဲ့ပါတယ်ဟာသူ့ရဲ့ကြောက်ရွံ့ပြီးတတိနေတဲ့တဘာဝကိုမပြောင်းလဲနိုင်သေးပါဘူးဘောကသူ့ကိုအမြဲတမ်းအနိုင်ကျင့်တဲ့ကလေးတွေကိုလှုပ်ပြီးအနိုင်ကျင့်ခိုင်းလေးရှိပါတယ်ဟာဘောကဘာလို့သူ့ကိုအမြဲပြစ်မှတ်ထားရတာလဲဆိုတာနားမလဲပဲသူ့အကူကိုအကြီးအကျယ်မုန်းတီးခဲ့ပါတယ်တနေ့မှာဟာအနိုင်ကျင့်ခံရတဲ့ကလေးတွေရဲ့ငှက်ပြောသီးနှစ်တော့ပေကျန်လေးရဲ့အိမ်ပြန်ရောက်လာပါတယ်သူအရန်ဒေါသထွက်ပြီးစိတ်လွတ်မတက်ဖြစ်ခဲ့ရပါတယ်ဟောက်ကသူ့အိတ်ခမ်းတကားကိုဖွင့်လိုက်တဲ့အခါသူ့ရဲ့ခုတင်ပေါ်မှာမြောက်ရုပ်ထိုင်နေတာကိုတွေးလိုက်ရပါတယ်ဒါဘလို့ရောက်လာပြန်လာလဲဆိုတာတွေးဖို့အချိန်တော့မရလိုက်ပါဘူးအဲ့ဒီအချိန်မှာဟောက်ကပိုးကိုလက်စားချေဖို့သာဆန္ဒရှိခဲ့ပါတယ်ဒါနဲ့ဟောက်ဟာမြောက်ရုပ်ကိုဆူတောင်းလိုက်ပါတယ်မင်းရဲ့နာကြီးကိုတတ်နိုင်ခဲ့တယ်ဆိုရင်ငါ့ကိုပြောကိုတတ်ဖို့ကူညီပေးပါလားလို့ပေါ်ပြီးတော့သူ့တော့ခလုတ်ကိုလှည့်လိုက်ပါတယ်မြောက်အယုတ်ကဒရန်တုတ်တွေကိုမြောက်ပြီးသူ့ရဲ့တေမင်းတေးဂီတာကိုစတင်လိုက်ပါတယ်အဲ့ဒီအခါမှာဟာစတင်အောင်တရခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်ဘောကသူ့ရဲ့အကူကြီးပဲလေအဲ့ဒီအချိန်မှာဘောဟာအိမ်ထဲကိုဘေးကင်းလုံခြုံစွာဝင်လာပါတယ်ဒါပေမဲ့သူတို့မိဟိုးစာချက်ချင်းပဲနေရာမှာတင်လဲကြပြီးတေးဆုံးသွားပါတယ်ဒါမှအောက်သဘောပေါက်သွားတာကမြောက်ရုပ်ဟာယုတ်တိပေတာနဲ့အညီတက်တာမဟုတ်ပဲကြာပန်းတက်ဖြတ်နေတာပါပဲဆရာဝန်ကသူမဟာရှားပါတဲ့လန်ကဲသူအုံနောက်သွေးကြောထုံရောဂါဘိုးမန်ငယ်နီရစ်မကြောင့်တေးဆုံးတာလို့ပြောပေမဲ့အဲ့ဒီလိုဖြစ်ဖို့အခွင့်အရေးကတန်း44တန်းမှာတစ်ကြိမ်ပဲရှိပါတယ်ဟာဒါဟာသူ့အဖြစ်ကြောင့်ဖြစ်ပြီးသူတို့အမေတေဆုံးရတာသူ့ကြောင့်ပါဆိုတာသိခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးမြောက်အယုတ်ဘလောက်ကြောက်စရာကောင်းတယ်ဆိုတာသူနောက်ဆုံးတော့သဘောပေါက်သွားခဲ့ပါတယ်သူဒါကိုချက်ချင်းဖြည့်ဆည်းပြရပါမယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုဖြစ်ခဲ့ပါတယ်သူဓာတ်နဲ့ခုတ်ချလိုက်တဲ့အခါမြောက်အယုတ်ရဲ့လက်မောင်းကနေတွေးတွေထွက်လာပါတယ်ထိတ်လန့်မှုအချိန်မရလိုက်ပါဘူးသူဒါကိုဟင်းသီးဟင်းရွက်တွေလိုခုတ်ပိုင်းပြီးအမိုက်ကားထဲကိုပြစ်ထည့်လိုက်ပြီးတော့အတော်ရတဲ့နဲ့ဦးလေးချစ်တို့နဲ့အတူ Cascomane ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒါနဲ့အားလုံးပြီးဆုံးပြီလို့သူထင်ခဲ့ပါတယ်။ဒါပေမဲ့ဘလို့နီးနဲ့မှန်းမသိအဲ့ဒီမြောက်အယုတ်ဟာအတော်ရတဲ့ရဲ့အိမ်မှာပြန်ပေါ်လာပြန်ပါတယ်။ဘာလို့ရမှန်းမသိတော့ပါဘူး။သူ့ဘောကိုမုန်းပေမဲ့မြောက်အယုတ်အကြောင်းပြောပြနိုင်တာပြောတယောက်တည်းပဲရှိပါတယ်။ဒါကြောင့်သူဟာမြောက်အယုတ်ကလူတွေကိုတတ်နိုင်တယ်ဆိုတဲ့အမှန်တရားကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ဘလော့ကသူ့ကိုမယုံပါဘူး။သူမြောက်
အယုတ်ကိုစမ်းသပ်ဖို့တောခလုတ်လဲဖို့အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဦးလေးချက်ဟာမြင်းအုပ်လိုက်နင်းတက်မှုကြောင့်တေဆုံးသွားခဲ့ပါတယ်။မြောက်အယုတ်ကသူ့ရဲ့တတိယမြောက်သားကောင်ကိုတပ်ပြီးနောက်မှာတော့ပြောဟာအောင်နဲ့ငင်းခုန်ခြင်းကိုနောက်ဆုံးတော့ရပ်တန့်ခဲ့ပါတယ်။သူတို့ဖျက်ဆီးလို့မရဘူးဆိုရင်အလုံးပိတ်ထားလို့ရနိုင်ပါတယ်။ဒါကြောင့်သူတို့ဟာမြောက်အယုတ်ကိုကျိုးတုပ်တက်တာတွေထည့်ပြီးရေခမ်းနေတဲ့ရေတွင်းဟောင်းထဲကိုပစ်ချလိုက်ပါတယ်။ဒါဟာတကယ်ပဲအလုပ်ဖြစ်ခဲ့ပါတယ်။နောက်ထပ်25နှစ်လုံးဘာဖြစ်ပြတ်မှမရှိပဲကုံဆုံးသွားခဲ့ပါတယ်ဟာသူ့ဘဝကိုအောင်မြင်အောင်တိဆောက်ခဲ့ပါတယ်ဘလောကသူ့ကိုနောက်ထပ်အနိုင်ကျင့်လို့မရအောင်ဘုံနဲ့အဆက်ဖြတ်ခဲ့ပါတယ်မြောက်ရုပ်ဟာထာဝရပျောက်ဆုံးသွားပြီလို့ဟာထင်နေချိန်မှာကပေးကြီးကထပ်မံကြားရောက်လာပါတယ်ညနေပိုင်းတစ်ခုမှာတက်ကြီးရွယ်ဦးအတော်ရဟာထူးဆန်းတဲ့ဂီတတန်ကြောင့်လိုးလာခဲ့ပါတယ်သူမတနက်ကိုဆွဲယူပြီးစစ်ဆေးဖို့သွားခဲ့ရမှာကျိုးနေတဲ့လှေကားထစ်တစ်ခုပေါ်ကိုမတော်တဆတက်နေမိပါတယ်လှေကားအောက်ခြေမှာတော့ငားမြအားချိတ်ဟောင်းများပြည့်နေတဲ့တစ်တာတစ်လုံးရှိပါတယ်အတော်ရဟာမျက်နှာနဲ့ထိုးကြပြီးငားများချိတ်တွေထဲလဲကျသွားခဲ့ပါတယ်ငားများချိတ်တွေကိုဆွဲမထုတ်ရသေးခင်မှာပဲလေထဲကတငွေနှံကိုရလိုက်ပါတယ်သူမပို့ပြီးတိတိကျကျအနံ့ခံဖို့မိဖို့ဘက်ကိုငုံလိုက်ပါတယ်ရုတ်တရက်မိဖို့ကနေမိတောက်ထွက်လာပါတယ်အတော်ရတဲ့ဟာအော်ဟေရင်တကားစီကိုပြေးထွက်သွားပေမဲ့ဝင်ပေါက်နာကပန်းအိုးကိုနင်းမိသွားပါတယ်ထိတ်လက်တကြားနဲ့ချော်လဲပြီးတတုလန်းဆိုင်ဘုတ်တစ်ခုစီကိုပြေးဝင်မိပါတယ်တစ်ချိန်တည်းမှာဟုတ်ဟာဘာဖြစ်သွားမှန်းမသိသေးပဲသူသားဖိတိနဲ့အတူလန်ခီထွက်ဖို့စီစဉ်နေခဲ့ပါတယ်ဒါပေမဲ့ခီးမထွက်ခင်ညမှာကြောက်စရာကောင်းတဲ့အိမ်မက်ဆိုးတစ်ခုမက်ခဲ့ပါတယ်သူဟာခုတ်ထစ်တဲ့ပြင်းပြားပေါ်မှာလဲလျောင်းနေပြီးမြောက်အယုတ်ကသူ့ပေါ်မှာမတ်တရက်လျက်ပစိန်ကိုမြှောက်ထားပါတယ်ဒါဟာဟောက်ကနှစ်ပေါင်းများစွာကတည်းကမြောက်အယုတ်ကိုခုတ်ထစ်ခဲ့တဲ့ပုံစံအတိုင်းပါပဲဟာချက်ချင်းလန်နိုးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ဖုန်းဟာမတိတဲ့နံပါတ်တစ်ခုကနေမြည်လာပါတယ်ဒါဟာဆယ်စုနှစ်တစ်ခုကျော်စကားမပြောဖြစ်တဲ့သူ့အကိုပြောဖြစ်နေပါတယ်ဖေတီနိုးသွားမှဆိုလို့ဟာအပြင်ထွက်ပြီးဖုန်းပြောလိုက်ပါတယ်ပြောကအတော်ရတည်ဆုံးသွားကြောင်းနဲ့သူ့ရဲ့တည်ဆုံးမှုဟာမြောက်ရုံနဲ့ဆက်နွယ်နေတယ်လို့သူတန်တရားရှိကြောင်းဟောကိုပြောပြပါတယ်ပြန်သွားပြီးစုံစမ်းမှုသူဟောကိုတောင်းဆိုခဲ့ပါတယ်ပြောဟာမြောက်အယုတ်ဘလောက်အနေရရှိတယ်ဆိုတာသိတဲ့အတွက်သူ့ဖာသာမပေါ်လာရဲဘူးဆိုတာရှင်းပါတယ်ဒါပေမဲ့ဟောဟာအရင်ကလူကြောက်တတ်ပြီးအနိုင်ချင်းခံရသူမဟုတ်တော့ပါဘူးသူပြောရဲ့တောင်းဆိုမှုကိုပြပြတတ်ညင်ဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမမျော်လင့်ပဲတစ်ခုခုဖြစ်သွားပါတယ်အပြင်ဘက်အေယာကိုယူနစ်ဟာပါဝါနဲ့ဆက်သွယ်ထားဆဲဖြစ်ပြီးရုတ်တရက်ချို့ယွင်းကဟောက်ရဲရှိတဲ့ကိုပြုတ်ကျလာပါတယ်လျှက်စစ်တအားဟာအနီးနားကရေကူးကန်တွေကိုချက်ချင်းစီးဆင်းသွားခဲ့ပါတယ်အဲ့ဒီအချိန်တိကျမှာရေကူးကန်ဘေးကအမျိုးသမီးတဦးဟာရေထဲခုန်ဆင်းဖို့ပြင်နေပါတယ်အောက်ကသူမကိုတားဖို့အော်ပြောလိုက်ပေမဲ့တစ်စက္ကန့်လောက်နောက်ကျသွားခဲ့ပါတယ်ဟိုတယ်ခန်းထဲရောက်တော့ဟာအချိန်တော်ကြာအောင်စိတ်မငြိမ်မသက်ဖြစ်နေခဲ့ပါတယ်မြောက်အယုတ်တကယ်ပဲပြန်လာနေတာဖြစ်နိုင်ပါတယ်ဒါနဲ့ဟောက်ဟာအဲ့ဒီညမှာပဲလမ်းကိုထွက်ခဲ့ပြီးအတော်ရက်နေထိုင်ခဲ့တဲ့မြို့ငယ်လေးစီတန်တန်မတ်မတ်မောင်းသွားခဲ့ပါတယ်အိမ်ချမ်းမြေရောင်းဝယ်ရေးအကျိုးဆောင်ဘွားဘောရာကဟောက်ကိုအထဲကိုဝင်ခွင့်ပြုပြီးမကြသေးခင်ကမြို့ထဲမှာဖြစ်ပျက်နေတဲ့ထူးဆန်းတဲ့အရာတွေအကြောင်းပြောပြပါတယ်လူတွေဟာနေတိုင်းတည်ဆုံနေပြီးအထူးဆန်းဆုံးနီလန်းများနဲ့တည်ဆုံနေတာပါမက်ချင်တာနိုဟာမျက်ရည်ဆက်နဲ့ကောင်းဖြတ်ခံခဲ့ရပါတယ်ပရိုဒူရှင်ဟာရေနွေးငွေကြောင့်မီးလောင်တည်ဆုံခဲ့ရပါတယ်နန်စီရိုစီဟာမွေးဟောက်ကိုက်လို့တည်ဆုံခဲ့ရပါတယ်တည်ဆုံသူအရေးအတွက်ဟာမြ мян ဆန်ဆန်တက်လာခဲ့ပါတယ်ဟာတခုခုမှားနေပြီဆိုတာချက်ချင်းသိလိုက်ပါတယ်ဒါဟာမြောက်ရုပ်ရဲ့လက်ချက်ဖြစ်ရမယ်သူဘောက်ဘရော့ကိုအိမ်ထဲမှာမြောက်ရုပ်တခုခုတွေးခဲ့လာလို့မေးခဲ့ပါတယ်ဘောက်ဘရော့ကမတွေ့ဘူးလို့ပြောပေမဲ့ဟောက်ကိုအတူတူလိုက်ရှာပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်သူတို့လွတ်သွားတဲ့နေရာတွေရှိနိုင်ပါတယ်ဒါပေမဲ့သူမကပစ္စည်းထားတဲ့အခန်းရဲ့တကားကိုဖွင့်လိုက်တဲ့အခါကြည်အသင်းဖြေထားတဲ့တနက်တလက်လဲကြပြီးမိထွက်သွားခဲ့ပါတယ်ဘောက်ဘော်ဟာနေရာမှာတင်တည်ဆုံသွားခဲ့ပါတယ်နောက်ထပ်မတော်တဆဖြစ်ရဲ့ထူးဆန်းတစ်ခုပါပဲဟောက်ဟာတွေးတွေပြီးကြံသွားပြီမဲ့အရင်ကလိုမကြောက်တော့ပါဘူးကြောက်ရွံ့နေုံနဲ့အကူအညီမဖြစ်တော့ဘူးဆိုတာသူသိနေလို့ပါရဲတွေကလင်းမြန်စွာရောက်လာပါတယ်မတော်တဆမှုလို့ပုံရပေမဲ့စုံစမ်းစစ်ဆေးမှုမှာပူးပေါင်းဆောင်ရွက်ဖို့အော်ကိုမျိုးထဲမှာနေဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်ကဘောက်ဘော်နဲ့သူတယောက်တည်းရှိနေခဲ့တာကြောင့်ဟာမချေမငံနဲ့သဘောတူခဲ့ပါတယ်ဒါပေမဲ့ရဲတွေထွက်သွားပြီးနောက်မှာအတော့ရတဲ့ရဲ့အိမ်ထဲကဖုန်းကျိုးနံပါတ်ဟောင်းကရုတ်တရက်မြည်လာပါတယ်ဟောက်ကကင်လိုက်တော့တဖန်ပုတ်ဖြစ်နေပါတယ်ဟောက်ကမြောက်ရုပ်ကိုမတွေ့သေးဘူးဆိုတာအမှန်တိုင်းပြောပြလိုက်ပါတယ်ဒါပေမဲ့တခုခုတော့စိတ်ထဲမတင်မကျဖြစ်နေပါတယ်ဘာလို့ပုံကအတော်ရရဲ့ဖုန်းကျိုးနံပါတ်ကိုခေါ်လာလဲဘောဟာဟောက်မျိုးထဲရောက်နေတာကိုဘလို့နီးနဲ့သိနေတာလဲဟောက်ကသူ့ကိုအစောပိုင်းကရှင်းရှင်းလင်းလင်းညှင်းဆိုခဲ့တာပဲလေဖြစ်နိုင်ခြေတခုတည်းသာရှိပါတယ်ပြောဟာသူ့ကိုအချိန်တိုင်းစောင့်ကြည့်နေကြတာပါဟာကသူဘယ်မှာလဲလို့မေးလိုက်တဲ့အခါဘောဟာချက်ချင်းဖုန်းချသွားခဲ့ပါတယ်ဖုန်းကျိုးနံပါတ်ဟောင်းမှာဖုန်းပြန်ခေါ်စရာခလုံးမရှိခဲ့ပါဘူးဟာဖုန်းစာအုပ်ကိုကြည့်ပြီးပြောရဲ့နာမည်ကိုရှာဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မှတ်တမ်းတစ်ခုကသူ့ရဲ့မျက်စိကိုဖမ်းဆလိုက်ပါတယ်မစ္စမန်ကီလို့စီးရင်သွင်းထားသူပါဟာချက်ချင်းစိုးရိမ်မကင်းဖြစ်သွားပါတယ်သူအဲ့ဒီနံပါတ်ကိုခေါ်လိုက်ပါတယ်ရင်းနှီးတဲ့အတန်တစ်ခုကထုလိုက်ပါတယ်ဒါဟာပြောရဲ့အတန်ပါပဲဒါပေမဲ့အတန်မေးလာဖြစ်နေပါတယ် message ထဲမှာပြောကသူမြောက်ရုပ်ကိုတွေးပြီးဖြစ်ကြောင်းနဲ့နောက်ထပ်မခေါ်ဘူးပြောထားပါတယ်။နောက်ရဲ့ကြောရိုးတစ်လျှောက်ချမ်းတုံမှုဖြစ်ပြီးသွားပါတယ်။ဒါဆိုရင်ဘောဟာဒီအရာအလုံးရဲ့နောက်ွယ်မှာအမြဲတမ်းရှိနေကြတာပါပဲ။သူအရာအလုံးကိုသူ့ဖာသာဖန်တီးခဲ့တာပါ။မြို့ထဲကထူးဆန်းတဲ့တည်ဆုံမှုတွေအလုံးဟာပြောကမြောက်ရုပ်ကိုအဆက်မပြတ်တော့လှည့်နေတဲ့အတွက်ဖြစ်ခဲ့တာပါ။ဟာဘောကိုခေါ်ပြီးရင်ဆိုင်ဖို့လုပ်နေတော့ရဲရရှိတူရုတ်တရက်တကားဝမှာပေါ်လာပါတယ်။ဒါပေမဲ့အဲ့ဒီလူဟာရဲအစ်စ်မဟုတ်ပါဘူး။သူက Ricky လို့ခေါ်တဲ့ရဲရောင်ဆောင်သူတယောက်ဖြစ်ပါတယ်။ Ricky ဝင်လာတာနဲ့ချက်ချင်းတနက်ကိုဆွဲထုတ်ပြီးဟောက်ကိုချိန်ထားပါတယ်။သူဟောက်ကိုဘောစီခေါ်သွားဖို့ပြောပါတယ်။ Ricky ရဲ့စကားတွေကနေဟာထိတ်လန့်စရာအမှန်တရားကိုသိလိုက်ရပါတယ်။ပြောဟာသူတို့အမေတေဆုံးရတာကြောင့်လို့အမြဲတမ်းအဖြစ်တင်ခဲ့ပါတယ်။သူတို့မြောက်ရုပ်ကိုရေတွင်းနဲ့ပစ်ချပြီးနောက်တော့ဟာတိတ်တဆိတ်ဆင်းသွားပြီးပြန်ယူဖို့ကြိုးစားခဲ့ပါတယ်။သူမြောက်ရုပ်ရဲ့ချိန်စာကဟောက်ကိုပါတက်စီချင်ခဲ့တာပါ။ဒါပေမဲ့ပြောတွေးခဲ့တာကတော့ခလုတ်တာဖြတ်
ဖြစ်ပါတယ်ဒါတောင်သူလက်မလျှော့ခဲ့ပါဘူး25နှစ်တာကာလလုံးလုံးတော့ဟာမြောက်ရုပ်ကိုရှာဖွေဖို့လူတွေကိုနေရာအနှံ့ဆေးလွတ်နေခဲ့ပါတယ်နောက်ဆုံးတော့လွန်ခဲ့တဲ့နှစ်ပတ်လောက်က Ricky ဟာဈေးဟောင်းတစ်ခုမှာမြောက်ရုပ်ကိုတွေ့ရှိခဲ့ပြီးလောကိုရောင်းချခဲ့ပါတယ်ဘယ်မြောက်ရုပ်ကိုပြန်ရပြီးတဲ့နောက်တော့ကိုအဆက်မပြတ်လှည့်ပြီးလူတွေကိုတေဆုံးစေခဲ့ပါတယ်ဒါပေမဲ့လူဘလောက်ပဲတည်သွားပါစေဟာအမြဲတမ်းအနေရကင်းနေခဲ့ပါတယ်ဒါကြောင့်ပြောကဒါဟာအကွာအဝေးကြောင့်ဖြစ်ရမယ်လို့တွေးခဲ့ပါတယ်ဒါကြောင့်သူကမြောက်ရုပ်ကိုစုံစမ်းဖို့အကြောင်းပြပြီးဟောက်ကိုမြို့ကိုပြန်လာဖို့လှည့်ဖျားခဲ့တာပါဒါပေမဲ့မြို့ထဲကထူးဆန်းတဲ့တည်ဆုံမှုတွေအားလုံးဟာဘယ်မြောက်ရုပ်ကိုရပြီးနောက်မှာစတင်ခဲ့တဲ့အတွက် Ricky စတင်တန်တရားဝင်လာခဲ့ပါတယ်သူမြောက်ရုပ်ဟာချိန်စာတင်နေတယ်လို့ထင်ခဲ့ပါတယ်ဒါနဲ့သူတို့ကိုတွားရင်ဆိုင်ပြီးမြောက်ရုပ်ကိုတောင်းဆိုခဲ့ပေမဲ့ဘယ်ကညှင်းဆိုခဲ့ပါတယ် Ricky ကပိုပြီးနက်နက်နဲနဲ့စုံစမ်းတဲ့အခါဟောက်ဟာပြုတ်ရဲ့အမွှာညီကိုဖြစ်တယ်ဆိုတာသိခဲ့ရပါတယ်ဒါနဲ့သူဟာစီတန်းသွားပြီးမြောက်ရုပ်ကိုပြန်ယူဖို့ပြောခဲ့ပါတယ်။ဟောက်ကသူနဲ့ပြောဟာငငယ်ကလေးကဆက်ဆံရေးမပြေလည်ခဲ့ကြောင်းနဲ့ဘလော့ကသူ့ကိုစကားတောင်ပြောမှမဟုတ်ကြောင်းရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Ricky ကတလုံးမှမယုံပါဘူး။သူ့ရဲ့သားဖလီကိုပြောရဲ့အိမ်ကခွေးဝင်ပေါက်ကနေတွားသွားပြီးမြောက်ရုပ်ကိုခိုးထုတ်ခိုင်းခဲ့ပါတယ်။အော်မှာသဘောတူဖို့ကလွယ်ပြီးရွေးစရာမရှိခဲ့ပါဘူး။ဒါပေမဲ့ဖေးရမထွက်ခွာခင်မြောက်ရုပ်ရဲ့ကြောကတော့ကိုမလဲနဲ့လို့အချင်းချင်းသတိပေးခဲ့ပါတယ်။ဖေးကဂတိပေးခဲ့ပေမဲ့အထက်ရောက်တာနဲ့လုံးဝမေ့သွားခဲ့ပါတယ်ဘောဟာသူ့ရဲ့ချစ်လာစွာတော့တူလေးဖြစ်ဖီတီကိုနှွေးထွေးစွာနှုတ်ဆက်ခဲ့ပါတယ်ဖီတီအားနေသွားတဲ့အခါဘောကမြောက်အယုတ်ကပြက်နေပုံရတယ်လို့ပြောပြီးတော့ကိုလှည့်ကြည့်ဖို့ဖီတီကိုတောင်းဆိုခဲ့ပါတယ်တော့လှည့်တဲ့သူရဲ့ဆွေမျိုးတွေကိုမြောက်အယုတ်ကအမြဲတမ်းဆက်တတာလို့ပြောယုံကြည်ခဲ့ပါတယ်ဒါကြောင့်ဖီတီသာလှည့်လိုက်ရင်အတိအကျထိခိုက်လိမ့်မယ်လို့သူတွေးခဲ့တာပါအနေရကိုမသိတဲ့ဖီတီဟာရဲ့တတိပေးချက်ကိုလုံးဝမေ့သွားခဲ့ပါတယ်သူတော့ကိုအချိန်များစွာလှည့်လိုက်ပါတဲမြောက်ရုပ်ရဲ့ဒရန်တုတ်တွေကျသွားပြီးဒီတစ်ချိန်မှာတော့ဂျိန်စာက Ricky အပေါ်ကြာရောက်ခဲ့ပါတယ်ရုတ်တရက် Ricky ရဲ့တနက်ကမတော်တဆထွက်သွားပါတယ်ကြီးစံဟာကားပြတင်းပေါက်ကိုဖောက်ထွက်သွားပြီးအပြင်ဘက်ကပြားအုံကြီးကိုထိမှန်သွားပါတယ်ပြားအုံကြီးဟာကားထဲအတင်းဝင်လာပြီး Ricky ရဲ့ပါးစပ်ထဲတွားဝင်ကစိတ်ကူးတွေကအစမ်းကျဆုံးနဲ့အနာကျင်ဆုံးတေဆုံးမှုတစ်ခုကိုဖြစ်စေခဲ့ပါတယ်ဟောက်ဟာအထဲမှာတစ်ခုခုဆူဆူရွားဖြစ်သွားပြီဆိုတာချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်သူပြောရဲ့အိမ်ထဲကိုအပြေးလွှားဝင်သွားပေမဲ့အရန်နောက်ကျသွားခဲ့ပါပြီမြောက်အယုတ်ဟာလူများစွာကိုတက်ဖြတ်ခဲ့တဲ့အတွက်ယူသွတ်သွားခဲ့ပါပြီဒါဟာပိုးကိုအဝတ်စုပ်အယုတ်လိုလွှင့်ပစ်လိုက်ပြီးသူ့ရဲ့ဒရန်တုတ်တွေကိုရန်တမ်းရိုက်ခတ်နေပါတော့တယ်နောက်ဆုံးတော့ရိုက်ခတ်မှုနဲ့အတူလေရင်တစင်းဟာပြတင်းပေါက်အပြင်ဘက်မှာပြစ်ကျသွားပါတယ်မြောက်အယုတ်ကသူ့ရဲ့ဒရန်တုတ်တွေကိုထပ်မြောက်လိုက်တဲ့အခါမျက်နှာချက်ကရုတ်တရက်ပြိုကျသွားပါတယ်ပြစ်ကျမှုကတေဆုံးသွားတဲ့ခီးသည်တွေဟာအိမ်ထဲကိုမိုးရွာသလိုကျလာခဲ့ပါတယ်မြောက်အယုတ်ဟာလူသက်ဆက်တစ်ခုအပြည့်စုံဖြစ်သွားခဲ့ပြီးဒါဟာသူတစ်ပါးကိုတတ်ဖို့အသုံးပြုခဲ့တဲ့ဘုံနဲ့မချတော့ပါဘူးဟောက်ဟာပြေးဝင်ပြီးဘောကိုဆွဲဖက်ကမင်းဘာလို့ဒီလိုလုပ်နေတာလဲဘာလို့လူတွေကိုတတ်နေတာလဲလို့အော်ဟစ်မင်းမြန်းခဲ့ပါတယ်ဘောဟာနောက်ဆုံးတော့ငိုချပြီးအရာအလုံးကိုဝန်ခံခဲ့ပါတယ်သူတို့အမေတေဆုံးရတာအကြောင်းလို့မုန်းခဲ့ပေမဲ့အဲ့ဒီအမေကငါရဲ့အမေလည်းဖြစ်ပါတယ်ပြီးတော့ဟောက်ဟာသူမကိုတေဆုံးအောင်တမင်လုပ်ခဲ့တာမဟုတ်ပါဘူးဟာရဲ့စည်ရင်းမှန်နဲ့ပြောလိုက်တဲ့စကားအချို့ကြောင့်ပြောဟာနောက်ဆုံးတော့သူ့ရဲ့ဒေါသကိုလွှတ်ချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ခဲ့တဲ့အဖြစ်အပျက်အတွက်ဟာကိုခွင့်လွှတ်လိုက်ပါတယ်။ဒါပေမဲ့အရာအလုံးပြီးဆုံးသွားပြီလို့ထင်နေချိန်မှာမြောက်အယုတ်ကထရန်တုတ်တွေကိုထပ်ရိုက်လိုက်ပါတယ်။ဘယ်အိမ်မှာတက်ဆင်ထားတဲ့လှုပ်ဝက်ထောင်ချောက်တစ်ခုအစပြိုးသွားခဲ့ပါတယ်။ဒါဟာပြောရဲ့ခေါင်းကိုတက်တက်ပစ်ခတ်ပြီးပြတ်ထွက်သွားစေခဲ့ပါတယ်။ဟာပိုးပြီးတေချာကြည့်လိုက်တဲ့အခါဘောကိုတက်လိုက်တဲ့အရာဟာသူ့တစ်ချိန်ကသူ့အကူကိုတက်ဖို့အိမ်မက်မက်ခဲ့ဘူးတဲ့ဘိုးလင်းဘောလုံးသာဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီအခိုက်အတန့်မှာဟောနားလေသွားခဲ့တာကတော့မြောက်ရုပ်ကတက်နေတာမဟုတ်ပဲလူတွေရဲ့စိတ်ထဲကမကောင်းဆိုးဝါးကတက်နေတာဖြစ်နိုင်တယ်ဆိုတာပါပဲ။ဒါတော့ဟောဟာမြောက်ရုပ်ကိုသူ့နဲ့အတူယူသွားခဲ့ပါတယ်။အခုချိန်မှာမြို့တစ်ခုလုံးဟာအသက်ရှင်လျက်ငရဲပုံတစ်ခုဖြစ်နေပါပြီ။ဟောထွက်ခွာသွားချိန်မှာအဖြူရောင်မြင်းစီးလာတဲ့တက်ကြီးရွယ်ဦးတဦးကိုတောင်တွေ့လိုက်ရပါတယ်။အဲ့ဒီလူရဲ့မျက်လုံးထဲကဝမ်းနဲ့ကြေကွဲတဲ့အသွင်ပြင်ကိုကြည့်ပြီးဟောက်ကသူဟာဖြောတော့သောမြင်းစီသူရဲ့ဖြစ်